Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ရဲ့ဗီဒီယိုလေးမှာတော့အန်ဒရီဆိုမတုံရဲ့ခန်းကြီးရဲ့ဒိုင်းကော့ရှူရဲ့ယောဂမဲလေးကိုလေ့လာရမှာဖြစ်ပါတယ်။ Okay သူ့ရဲ့ခန်းကြီးလေးတွေကိုကျွန်တော်လေ့လာကြပါမယ်။သူကဒီမှာစာကုဆိုတဲ့စကားလုံးလေးကိုတွေ့ရမယ်။စာကုရဲ့အဓိပ္ပာယ်ကတနည်းအားဖြင့်သူကဒီပြီးသွားပြီဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာ။တခုခုကပြီးသွားတယ်ပေါ့နော်။ဒီမှာတခုခုဆိုတာလေဒီကနေ့ရက်တွေကိုပြောချင်တာပြီးသားနေ့ရက်တွေကိုပြောချင်တဲ့အခါမှာသုံးပါတယ်ဆွဲချက်အနေနဲ့ဆိုရင်ပြီးနေ့ရက်တွေလို့ပြောလိုက်တာနဲ့အရှိမသူကနေခမ်းကြီးလေးလာမယ်နေခမ်းကြီးလေးကိုမှအနောက်ကဒီဘယ်လိုပြောမလဲကျွန်တော်စကူးလို့ခေါ်တဲ့စကားလုံးလေးကိုလည်းအရင်ကကြက်ဘူးတယ်ဒီဘယ်လိုပြောမလဲပြုတ်လောက်တယ်ပေါ့နော်တခုခုပြုတ်လောက်တယ်ဆိုတာတဲ့ထုတ်လုပ်တယ်ပြုတ်လောက်တယ်ဆိုလို့ရှိရင်သုံးတဲ့ဟာလေးဖြစ်မယ်သူက okay sorry ပါစုခူရုပေါ့နော်အဲ့ဒီစုခူရုဆိုတဲ့စကားလုံးလေးကလည်းဘာပဲကွာသွားလဲဆိုတော့ तू ကအရှိမကျွန်တော်လူခန်းကြီးလေးပဲကွာသွားတယ်သူ့မှာဆိုရင်နည်းနည်းလေးလွဲတတ်တယ်ဘာနဲ့ဆိုတော့အဲ့အရှိကလူနဲ့နေနဲ့ကိုလွဲပြီးမှခန်းကြီးရွေးတဲ့ခါမှာပေးတာမျိုးရှိတယ်ပေါ့နော်ဒီကောင်ကတော့နေခန်းကြီးဖြစ်မယ်စကုဆိုမှတော့သူ့ရဲ့ဝင်းရော်မီတစ်လုံးလည်းပဲရှိပါတယ်အဲ့ဒါမှနေ့ရက်နဲ့ပေါင်းလိုက်တော့စကုကြီးစစ်ဆိုလို့ရှိရင်လည်းမနေ့ကပဲခင်နိုးဆိုရင်လည်းမနေ့ကပဲအဲ့တော့ဒီနှလုံးကဘာကွာလဲပေါ့နော်ဘာမှမကွာပါဘူးကွာကြချက်လိုကမရှိဒါပေမဲ့စာကူချီစွတ်လို့သုံးလိုက်တာနဲ့သူကတော့အန်ဒရီလောက်သုံးတဲ့အတုံးလုံးဖြစ်သွားမယ်ပေါ့နော်ခီနိုးလိုပါလို့ဆိုရင်ဒါ M5 M4 ရဲ့ဒါ basic level အတုံးလုံးလေးပါဒါပေမဲ့အတိတ်ပဲကတော့ကျွန်တော်အတူတူပါပဲโอเคအဲ့တော့နောက်တစ်လုံးသွားကြည့်အောင်သူရဲ့စာကူရဲ့အတိတ်ပဲကပြီးသားကိုပြောချင်တာနောက်ကရလို့ခေါ်တဲ့ကျုံညခန်းကြီးနဲ့ပေါင်းလိုက်တော့စာကူရဆိုလို့ရှိရင်မနစ်ညကဆိုတဲ့အတိတ်ပဲနှစ်နဲ့ပေါင်းလိုက်တော့စာကူနန်းလို့ခေါ်တဲ့မနစ်ကဆိုတဲ့အတိတ်ပဲဖြစ်ပါမယ်โอเคနောက်တစ်လုံးသွားကြည့်နောက်တစ်လုံးကတော့ကျော်ပါလေသူကခီမီလို့ခေါ်တဲ့မင်းဆိုတဲ့အတိတ်ပဲအဲကျွန်တော်သိမှာ तू ကဘယ်လိုပြောမလဲစကားပြောတွေမှာဆိုလို့ရှိရင်အနာတာဆိုတဲ့စကားလုံးဆိုတာတဲ့ခင်မီလို့သုံးလိုက်တယ်ပေါ့နော်မင်းဆိုတဲ့အတိတ်ပဲတနည်းအားဖြင့် तू ကယောက်ျားလေးနဲ့မိန်းကလေးဆိုယောက်ျားလေးကပို့တုံးတယ်ပေါ့နော်ခင်မီဆိုတာကအဲ့တော့သူ့မှာဆိုရင်နောက်ထပ်တစ်မျိုးအနေနဲ့ကခွင်းဆိုမှလည်းလာသေးတယ်ခွင်းရဲ့အတိတ်ပဲကကျွန်တော်စံဆိုတဲ့ကောင်နဲ့အတိတ်ပဲကအတူတူပဲဒါပေမဲ့ခွင်းကကျတော့ဘယ်မှာသုံးတာလဲဆိုတနည်းအားဖြင့်ယောက်ျားလေးငယ်ငယ်လေးတွေပေါ့ကွယ်အဲ့ဒီနောက်မှာဆိုလို့ရှိရင်ခွင်းထည့်တယ်အဲ့ဒါဆိုလို့ရှိရင်တော့ဒါဆန်ဆိုတဲ့ကောင်နဲ့အတူတူပဲပေါ့နော်အဓိကကဒီခီမီဆိုတဲ့ကောင်လေးကယောက်ျားလေးတုံးလုံးလေးဖြစ်ပါမယ်သူ့မှာဆွဲချက်လေးအနေနဲ့ဆိုလဲဒီလေးကွခရင်ကွာလေးပုံစံလေးကိုမအောက်ကပါဇက်လေးနဲ့ပေါ့နော်ခေအဲ့တော့နောက်တစ်လုံးသွားကြည့်မယ်နောက်တစ်လုံးကကျော်မူစုဘူးဆိုမှအတိတ်ပဲရပါတယ်မူစုဘူးကချီနောင်နေဆိုတဲ့အတိတ်ပဲသူရဲ့ဝင်းရော်မိအနေနဲ့ဆိုရင်ခက်ဆိုတဲ့အတိတ်ပဲသူရဲ့အတိတ်ပဲကဘယ်လိုပြောမလဲခက်ခွန်းလို့ကျော်သိပြီးသားရှိတယ်အဲ့ဒီခက်ခွန်းလို့ခေါ်လက်ထက်တယ်ဆိုတဲ့အတိတ်ပဲလက်ထက်တယ်ဆိုတဲ့နေရာမှာဘာတွေလို့လဲကျော်ဒီမှာအကြည့်မြင်ခန်းကြီးလေးလာမယ်မြေကြီးလေးကိုမှပါဇက်နဲ့ပေါ့နော်အဲ့တော့လက်ထက်တယ်အဲ့တော့ तू ကတော့မူစုဘူးမူရင်းစကလုံးအနေနဲ့လည်းမေးပါတယ်နောက်ကဖူးထွက်ပြီးရကြမှာပေါ့နော်ဖူးထွက်ပြီးရကြမှာမေးတာမျိုးတွေရှိတယ်မူစုဘူးအဲ့ဒီကောင်လေးကခက်ခိုးနာဆိုမှတဲ့အခက်ခိုးဆိုလို့ရှိရင်အတော်လေးဆိုတဲ့အဓိပ္ပာယ်အတော်လေးတနည်းအားဖြင့်ထားကတော့ခက်ကိုမှုစကားရှိですねတော်တော်လေးခက်ခဲတာပေါ့နော်ကျွန်တော်ဘာနဲ့တူတူပဲလေကျွန်တော်တူတက်မို့ဆိုတဲ့စကားလုံးလေးကိုအရန်သုံးပါတယ်တူတက်မို့おいしいတူတက်မို့難しいဒါမျိုးတွေအဲ့ဒါဟိုမှာအဲ့စကားလုံးလေးကိုတကယ်ပြောဆန်ဆန်လေးနဲ့ပို့တုံးကျင်နေဆိုရင်ခက်ခိုးနဲ့သုံးလို့ရခက်ကိုမှုစကားရှိနေတော်တော်လေးခက်ခဲတာပဲပေါ့နော်ဒါမျိုးသုံးလို့ရပါတယ်အဲ့ဒါမှနောက်ကဒီခက်ကျောခုဆိုမှအတိတ်ပဲရတယ်ခက်ကျောခုကဒီအဆုံးတက်ကိုပြောချင်တာသူရဲ့အတိတ်ပဲကဒီနောက်ဆုံးမှာတော့အဆုံးမှာတော့ဆိုတဲ့အတိတ်ပဲတနည်းအားဖြင့် तू ကဘယ်လိုပြောမလဲ तू ကလည်းစကားပြောဆန်တဲ့တုံးလုံးလေးခက်ကျောခုကောကာကုရှိမစတာနောက်ဆုံးမှာတော့ तू အောင်မြင်သွားခဲ့ပါပြီဒါမျိုးသုံးလို့ရတဲ့စကားလုံးလေးပေါ့နော်ခေဒီမှာဆိုလဲသူရတော့ဒီခက်ခိုးကိုပြန်ရှင်းပြထားတာလေးပါတရားကတော့ခဏတုံးခဲ့တာရက်ခက်ကိုတဲ့ဆိုတော့ကျွန်တော် M4 လောက်မှာကြည့်တင်ခဲ့ရတယ်ဟာလဲတော်ပါပြီဆိုတော့ဒီညင်းလိုက်တဲ့စကားလုံးလေးပဲပေါ့နော်အဲ့တော့မူစုကူကတော့ခဏပြောတယ်သူက bug အနေနဲ့လည်းမေးရတာမျိုးရှိတယ်ချီနောင်နေတုံနောင်နေဆိုတဲ့အဓိပ္ပာယ်ပါโอเคနောက်လုံးသွားကြအောင်နောက်လုံးကခွင်းဆိုတဲ့ဒီကောင်ကလက်ထက်ချင်းဆိုတဲ့အဓိပ္ပာယ်ဘာနဲ့တွဲတွဲမှာလဲခဏကမူစုဘူးနဲ့တွဲတွဲမှာပါလက်ထက်တယ်ဆိုမှတော့ဘယ်သူနဲ့လက်ထက်မှာပဲအမျိုးသမီးနဲ့လက်ထက်မယ်နောက်တစ်လုံးကဒီဟာလေးပုံစံလေးလာပြီးတော့နေလေးနဲ့ပေါ့နော်အဲ့ဒီကောင်လေးကဘာလေးနဲ့တူသွားလဲဆိုတော့ကျွန်တော်ဒီခူးကြီးဆိုတဲ့စကားလုံးလေးကိုမနှက်ဆန်ကြားပါတယ်ပူတော်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒီမှာလည်းနည်းနည်းလေးပါတယ်လို့ပြောလို့ရတယ်ပေါ့နော်နည်းနည်းစကားလုံးကဘယ်လိုပြောမလဲတူတာပါပြောရရင်အပူတဲ့တူနဲ့လက်ထက်လိုက်မယ်ပေါ့နော်အဲ့တော့ခက်ကွင်းဆိုတာအဓိပ္ပာယ်ရပါတယ်ခက်ကွင်းကလက်ထက်တယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒါနဲ့ဘာနဲ့ထပ်ပေါင်းလိုက်တယ်ဆိုတော့နောက်ကဒီကောင်လေးကိုမနှက်ဆန်သိပါတယ်ယာခုဒီကောင်လေးကခမန်းကြီးကိုပြောချင်တာအကျဉ်းအပြည့် about ဆိုတဲ့ကောင်ကပေါင်းထားတယ်ပေါ့နော်အဲ့တော့ခမန်းကြီးလက်ထက်တာဆိုတော့ခွင်းယာခုဆိုမှအဓိပ္ပာယ်ရတယ်ခွင်းယာခုဆိုတော့သူကစိတ်ဆက်ကြောင်းလန်းတာကိုပြောချင်တာပါ
โอเคနောက်တစ်လုံးနောက်တစ်လုံးကကျွန်တော်ဒီကောင်လေးကိုတည်တယ်ဒီတော့ကိုလို့ခေါ်တယ်ခရီးအဲ့တော့ရှင်းခွင်းရှင်းရဲ့ရှင်းကကျွန်တော်အတရရှိအတစ်လက်ထက်တာကိုခရီးသွားတယ်ဆိုတော့ရှင်းခွင်းရီယခုဆိုရင်ဒါဟန်နီမွန်းခရီးစဉ်ကိုပြောတာပါโอเคနောက်လုံးသွားကြည့်မယ်နောက်လုံးကအီဝါဦးဆိုရင်ဂုံပြူတာသူရဲ့ဝင်းရော်မီကရှုခုဆိုမှအတိပ္ပယ်ရတယ်ရှုခုမှာဆိုရင်ဒီကောင်လေးကိုတနည်းအားဖြင့်သူကလေလက်ရဒီကဲလို့လေတုံးကြတာမျိုးရှိရပေါ့နော်အဲ့ဒါမှအနောက်ကအကိုကိုဒါဒီဂုံပြူလိုက်တယ်လို့မှတ်လိုက်မယ်ပေါ့နော်အဲ့တော့ EY ဆိုရင်ဂုံပြူတယ်ဂုံပြူတဲ့နေ့ရက်ဆိုတော့ရှုခုကြီးစွဆိုမှအတိပ္ပယ်ရတယ်အစိုးရရုံးပိတ်ရဲ့တနည်းအားဖြင့်ပွဲတော်ရက်တွေကိုပြောချင်တာပွဲတော်ရက်လို့ပြောရမယ်ကျွန်တော်တို့မြန်မာပြည်အနေနဲ့ဆိုလို့ရှင်ပါရှိတယ်နောက်ကရှုခုကြီးစွအနေနဲ့ဆိုရင်ဒီအမျိုးသားနေ့တို့အာဇာနည်နေ့တို့ဒါမျိုးစသဖြင့်ဒီပိတ်ရက်တွေရှိတယ်ပေါ့နော်အဲ့ဒါတွေပြောတယ်နောက်တစ်မျိုးအနေနဲ့ကဘာရှိလဲပိတ်ရက်လို့ပြောလိုက်တာနဲ့ဒီသတင်းချင်းပိတ်ရက်တို့ဘာလို့တော့ပြောလို့တော့မရအောင်သူတို့ကဒီ rank queue ထဲမှာပါသွားတယ်ပေါ့နော်โอเค EY ဆိုတော့သူကဂုံပြူတာပါ OEY ဆိုတော့သူကယဉ်ကျေးတဲ့အသုံးအနှုန်းလေးပဲအတူတူပါပဲဂုံပြူခြင်းဆိုတဲ့အဓိပ္ပာယ်ပါโอเคနောက်တစ်လုံးသွားကြည့်အောင်နှလုံးကသူကဒီမာဂါရုဆိုမှအဓိပ္ပာယ်ရတယ်မာဂါရုဆိုလို့ရှိရင်သူကဒီကွေးတယ်ကိုပြောချင်တာကွေးတယ်မာဂဲရုဆိုလို့ရှိရင်တော့ကွေးညွတ်တာကိုပြောချင်တာတနည်းအားဖြင့်မာဂဲရုဆိုရင်ဘယ်လိုကြောသိမလားဒီခေါ်မလဲလူတယောက်ကိုအလေးညွန့်ခေါင်းလေးကိုငုံပြီးမှပြောတာမျိုးဆိုရင်အဲ့ဒီမာဂဲရုနဲ့လည်းသုံးတယ်ပေါ့နော်မာဂါရုဆိုရင်တခုခုကိုကွေးတာဆိုတဲ့အဓိပ္ပာယ်သူ့မှာသူကလေဒီစကားလုံးလေးမှာဥရဲ့ဝင်းရော်မီကလည်းအရန်တင်ကြသုံးတာမျိုးရှိပါတယ်သူကခယောကိုခေါ်တဲ့ကျွန်တော်တေးတော်ခန့်ကြီးဖြစ်မယ်တွေးတော့မှာ तू ကဘာဒီပေါင်းထားလဲဆိုတော့ကျွန်တော်လေခွင်းလေးကိုတုတ်တိုင်နဲ့ချောင်းလေးနဲ့ပေါ့နော်အဲ့ဒါလေးတော့ तू ကဒီခယောကုရှိမယ်မာဂါရီနောက်တစ်လုံးကပါလဲခယောကုပေါ်မှာဘာနဲ့ထပ်ပေါင်းထားလဲဆိုတော့ဒီကောင်လေးကကျွန်တော်စမ်းလို့ခေါ်တဲ့မြင်းချောင်းခန့်ကြီးမြင်းချောင်းနဲ့ तू ကကွေးတယ်နဲ့ပေါင်းလိုက်တော့ခယောကုစမ်းလို့ခေါ်တဲ့မြင်းကွေးဆိုပြီးမှအတိတ်ပဲရတယ်ပေါ့နော်โอเคနောက်တစ်လုံးသွားကြည့်မယ်နောက်တစ်လုံးကအိုခုပါသူ့ရဲ့အတိတ်ပဲကအတွင်းကိုပြောချင်တာအတွင်းအဲ့ဒါဆွဲချက်အနေနဲ့ဆိုရင်အမိုးလေးလာမယ်အမိုးလေးအောက်ကခိုမဲလို့ခေါ်တဲ့ဆန်လေးနဲ့လာမယ်အဲ့ဒါမှအောက်ကဘာထည့်လိုက်တယ်ဆိုတော့အိုးခီနည်းနည်းခန်းကြီးသွားတယ်ပေါ့နော်ကြီးတော့ဆိုတဲ့စကားလုံးလေးထည့်ထားတယ်အဲ့တော့သူကဒီအတွင်းဆိုတဲ့ပုံစံမျိုးနဲ့လည်းပို့ပြီးမှသုံးတယ်ဘာပါတော့တခုခုရဲ့အတွင်းတို့ဘာလို့ပေါ့နော်ဘာနဲ့တူသွားလဲဆိုတော့9လို့ခေါ်တဲ့ကောင်နဲ့တူသွားတယ်ဒါပေမဲ့သူ့ကိုပို့ပြရကြမှာအပန်းဖြစ်တဲ့စကားလုံးအနေနဲ့ဆိုရင်အိုခုနဲ့တုံးလို့ရတယ်ပေါ့နော်သူ့ကိုတလုံးနဲ့အိုခုလို့ခေါ်တဲ့အတွင်းအနေနဲ့လည်းမေးတာမျိုးရှိပါတယ်နောက်တစ်မျိုးအနေနဲ့ကပါလဲကျွန်တော်ရဲ့အုတ်ဆန်လို့ခေါ်တဲ့တူတစ်ပါးရဲ့ဇနီးလို့ပြောတဲ့အခါမှာတုံးတာလေးရှိပါမယ်โอเคနောက်တစ်လုံးကကျွန်တော်ကကျွန်တော်နေတူပါနေတူလို့ခေါ်တဲ့အိတ်တယ်ဒီကောင်လေး M4 လောက်မှာကလေးတီးခဲ့ရပါတယ်သူ့မှာအမိုးလေးအောက်မှာဗာလဲအခုရော့တယ်ဆိုတဲ့ကောင်လေးပေါ့နော်ဘာဖြစ်လို့ရော့ရလဲဆိုတော့ကျွန်တော်အိတ်ရော့နေလို့ရှိရင်အမိုးအောက်မှာသွားပြီးတော့အိတ်ပါမယ်ပေါ့နော်ဒါလည်းဒီဘက်ကိုနည်းနည်းတူးပေးရပါမယ်အဲ့ဒါဒီလိုလေးပုံစံလာမယ်ပေါ့နော်သူကနေတူလို့ခေါ်တဲ့အိတ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါအိတ်တယ်အိတ်တာကိုမှဗာလဲဘာနဲ့ထပ်ပေါင်းထားရလဲဆိုတော့ဒီကောင်လေးကဟီဒူလို့ခေါ်တဲ့နေကင်းအဲ့တော့ဟီဒူနဲလို့ခေါ်တဲ့နေကင်းမှာအိတ်တာဆိုတော့နေကင်းတရေသမောအိတ်တာကိုပြောတာနှလုံးကနေဘိုးဖြစ်မယ်နေဘိုးကကျတော့တနည်းအားဖြင့်ဘယ်လိုပြောမလဲအိတ်လွန်တာတရားဖြင့်အိတ်ရာထားနောက်ကြတယ်လို့လည်းတုံးတယ်နောက်တရားဖြင့်ဒီအိတ်ပုတ်တယ်ပေါ့နော်လူဆိုလို့ကျွန်တော်လူဆိုဆိုရတယ် sorry ဒီတိုင်းအရက်စကားပြောမယ်ပေါ့ဒီစကားပြောနေတယ်ဆိုတာအိတ်ပုတ်ပေါ့နော်ဒါမျိုးတုံးလို့ရတယ်နေဘိုးဆိုရင်ဒီအိတ်လွန်တယ်နောက်ပြီးတော့အိတ်ရာထားနောက်ကြတယ်လို့လည်းတုံးတယ်ခဏပြောတယ်အိတ်ပုတ်ကြီးတယ်ပေါ့နော်ဒီအတိတ်ပဲပါโอเคဟုတ်ပါပြီအဲ့ဆိုတော့ဒိုင်းကော့ရှူရဲ့ဒါ၄ရက်မြောက်နေ့ကိုပြီးသွားပြီဆိုတော့နောက်ထပ်၅ရက်မြောက်လေးကိုဆက်ပြီးတော့လေ့လာကြပါမယ်โอเค9ရက်မြောက်နေ့မှာကျွန်တော်ဒီကောင်လေးကagitated နဲ့စမယ်ပေါ့နော် agitated နဲ့စတော့ဗာလေးလဲအီတာလီလို့ခေါ်တဲ့နာကျင်တော်ဆိုတဲ့အဓိပ္ပာယ်သူရဲ့ဝေးရော်မီနေတွေကစူးဆိုပြီးကြမှာအဓိပ္ပာယ်ရတယ်နာကျင်တယ်ဆိုတဲ့အဓိပ္ပာယ်နေရာမှာဒီစကားလုံးလေးကတော့ကျွန်တော်သိထားပါတယ်သူ့ကိုဒီစေးရုံစေးကန်းတွေမှာပါတဲ့ကောင်လေးဆိုတဲ့အဓိပ္ပာယ်အဲ့ဒါမှနောက်ကဗာလေးလဲဒီရောဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်ရောပုံစံမျိုးလေးကတ်ထားတာအသုံးအဆောင်ဆိုတဲ့ပုံစံမျိုးလေးပဲဒါလေးပဲပေါ့နော်သူကရောလေးဖြစ်မယ်အဲ့ဒါလေးအဲ့တော့ဒီမှာဆိုရင်သူကပါလေအမိုးလေးနဲ့အမိုးလေးအောက်ကဒီတနည်းအားဖြင့်သူ့ကိုလေဝါသားရုဆိုတဲ့စကားလုံးလေးမင်းသားစမှတ်မိသေးလားအဲ့ဒီကောင်လေးနဲ့လည်းပို့ပြီးမှတွေ့ရတယ်နော်ဝါသားရုဒီတနည်းအားဖြင့်ဘယ်လိုကောမလဲဝါသားရုဆိုတာချက် sorry ဝါသားရုမဟုတ်ဘူးเนาะအဝါဖြစ်မှာသူကဒီတိုအိုးရုဖြစ်မှာပေါ့နော်တိုအိုးရုလို့ပြောချင်တာပါတိုအိုးရုဖြတ်တန်းသွားလာခြင်းဆိုတဲ့အဓိပ္ပာယ်ဖြတ်တန်းသွားလာတာကိုမှဘာနဲ့ထပ်ပေါင်းထားလဲဆိုတော့ तू ကလေ land radical နဲ့ဒီမှာဆိုရင် तू ကဒီနာကျင်တာဆိုတော့ဘယ်လိုပြောရမလဲဒီနေရာမှာဒီကောင်လေးရဲ့အဓိပ္ပာယ်ကကို तू ကလေဒီစေးရုံစေးကန်းတို့ဘာတို့ဒီနေမကောင်းနာမကျန်းတာကိုပြောချင်တာအဲ့တော့နာမကျန်းတယ်ဆိုမှဘာဖြစ်လို့လဲဒီ
ဒီနာကျင်လို့ပေါ့နော်အဲ့လိုအဓိပ္ပာယ်မျိုးသူကပေါင်းထားတာအဓိပ္ပာယ်ကအဲ့တော့ဤသားကြီးကနာကျင်တာအဲ့ဒါကဘာနဲ့တက်ပေါင်းထားလဲဆိုတော့ကျော်ရီဒီကောင်ကဇူးလို့ခေါ်တဲ့သူ့ရဲ့အဓိပ္ပာယ်ကဒီကျော်အာတမလို့ခေါ်တဲ့မူလစကားလုံးဆိုရင်အာတမကနေလာတယ်အာတမကဥကောင်းကိုမှသူကဒီနာကျင်တာနဲ့ပေါင်းလိုက်တော့ဥကောင်းနာကျင်တာလို့ခေါ်တယ်ဇူးလို့ခေါ်တဲ့ခေါင်းကိုက်တာကိုပြောချင်တာအဲ့ဒါမှနောက်တစ်လုံးကဖူကူစုဖြစ်ပါမယ်ဖူကူစုရဲ့ဖူကူစုကကျော်သူက1 byte ခန်းကြီးနဲ့ပေါင်းထားတာပေါ့နော်အဲ့တော့သူက byte အောင်တာကိုပြောချင်တာဖူကူစုဆိုရင် byte အောင်တာပေါ့နော်โอเคနောက်တစ်လုံးသွားကြည့်ပါမယ်နောက်တစ်လုံးကအဆွေရဲ့သူ့ရဲ့အဓိပ္ပာယ်ကပူတာကိုပြောချင်တာကျော်အဆွေလို့ပြောလိုက်တာနဲ့ဒီအန်ဖိုးလောက်မှာလည်းအဆွေကိုကြက်ခဲ့တယ်လေနော်ဒါပေမဲ့ဒီကောင်ရဲ့အဓိပ္ပာယ်ကကျတော့အဖျားတွေကိုပူချိန်တွေပူတာမျိုးကိုပြောချင်တာပါသူ့မှာဆွဲချက်ကနည်းနည်းလေးရှုပ်တယ်ဒီမြေကြီးခန်းကြီးလေးလာမယ်အောက်ကဒါမျိုးလေးထွက်ပြီးတော့မြေကြီးပဲထပ်ထည့်လိုက်မယ်အဲ့ဒါမှဓားတွားခန်းကြီးလေးနဲ့ပေါ့နော်အောက်က reka လို့ခေါ်တဲ့ဒီမိခန်းကြီးလေးထပ်ထည့်လိုက်တယ်သူကအဆွေဆိုတဲ့အဓိပ္ပာယ်အဆွေကပူတာဆိုတဲ့အဓိပ္ပာယ်သူရဲ့ဝင်းရော်မီကနယ်ဆွနဲ့ပို့တီးရပါတယ်နယ်ဆွဆိုတော့သူရဲ့အဖျားကိုပြောချင်တာအဲ့ဒါမှခိုးတို့နဲ့ထပ်ပေါင်းလိုက်တော့နှက်ရှင်းသားလို့ခေါ်တဲ့ဆေးအားထက်တန်တော်ဆိုတဲ့အဓိပ္ပာယ်ပါโอเคနောက်လုံးသွားကြည့်ပါနောက်လုံးကကြော်မှုရှိအရန်လွယ်ပါတယ်ပိုးကောင်ကိုပြောချင်တာပါခဏသူ့ကို radical အနေနဲ့တွေ့ရတာမျိုးရှိတယ်ပေါ့နော်ခဏပြောမှုပါတယ်မှုရှိလို့ခေါ်တဲ့ပိုးကောင်ခန်းကြည့်ပါโอเคနောက်လုံးသွားကြည့်နောက်လုံးကတော့ကျော်ဟာလို့ခေါ်တဲ့သူကသွားခန်းကြည့်ပါသူရဲ့ဝင်းရော်မီအနေနဲ့ကရှိဆိုတဲ့အဓိပ္ပာယ်သွားအောင်မှာဘယ်လိုမှတ်လိုက်မလဲမတ်တက်ရက်တာရဲ့အောက်ကဒီစံခန်းကြီးလေးနဲ့ပေါင်းထားတဲ့သူရဲ့မှာအောက်ကအမိုးလေးပြန်ဝိုက်ပေးလိုက်တယ်ပေါ့နော်သူကဟာလို့ဆိုတာအဓိပ္ပာယ်ရပါတယ်ဟာကတော့သူကသွားဆိုတဲ့အဓိပ္ပာယ်အဲ့ဒါမှအနောက်ကပညာရက်နဲ့ပေါင်းလိုက်တော့ရှိခဆိုမှအဓိပ္ပာယ်ရပါတယ်ရှိခဆိုလို့ရှင်တော့သူကတွားဌာနကိုပြောချင်တာတနည်းအားဖြင့်ဘယ်လိုပြောမလဲသွားနဲ့ပတ်သက်တာတွေကုတာတဲ့ဌာနကိုပြောတာနောက်တစ်လုံးကပါလဲဟာအိရှာကိုကျွန်တော်သိပြီးသားပဲဆရာဝန်ကိုမှသွားနဲ့ပေါင်းလိုက်တော့ဟာအိရှာဆိုရင်သွားဆရာဝန်ဆိုတဲ့အဓိပ္ပာယ်နောက်တစ်လုံးကပါလဲခဏတွေ့ခဲ့ရတဲ့မူရှိလို့ခေါ်တဲ့ဒီကောင်ကပိုးကောင်ရဲ့သွားရဲ့နဲ့ပေါင်းလိုက်တော့သွားမှာပိုးကောင်ဝင်နေဆိုတော့မူရှိပါလို့ခေါ်တဲ့သူရဲ့သွားလို့ပြောသွားပိုးစားတာကိုပြောချင်တာပေါ့နော်သွားပိုးစားခြင်းခံရတဲ့သွားကိုပြောတာပါโอเคနောက်လုံးသွားကြည့်ပါမယ်နောက်လုံးကတော့သူကနာအိုးရူနာအိုးစုဆိုမှအတိတ်ပဲရတယ်နာအိုးရူနဲ့နာအိုးစုမှာဆိုရင်နာအိုးစုကိုအရင်ပြောလိုက်မယ်ပေါ့နော်နာအိုးစုဆိုတာကတော့ဒီယောဂတွေပါညာတွေကုတပေးတာကိုပြောချင်တာဖြစ်ပြီးတော့နာအိုးရူလို့ပြောလိုက်တာလေသူကယောဂပျောက်ကင်းသွားပါတယ်တက်တာသွားပါတယ်ကိုပြောချင်တာပေါ့နော်အဲ့တော့အရင်ကျောင်းနာအိုးရူလို့ပြောလိုက်တဲ့စကားလုံးတစ်လုံးရှိပါသေးတယ်ဒီကောင်လေးကလည်းနာအိုးတူပဲโอเคဟုတ်တယ်အဲ့ဆိုရင်အခုနာအိုးတူကလည်းဘာကွာသွားလဲပေါ့နော်အခုကျွန်တော်ဒီမှာရေးလိုက်တဲ့နာအိုးတူကတော့ကိုပစ္စည်းတွေဘာညာပြင်လိုက်တယ်အမားပြင်နေလို့ဘာလို့မှသုံးတာဖြစ်ပြီးတော့ဒီရက်မှာနာအိုးစုနာအိုးတူကကျတော့ဒီယောဂနဲ့ပတ်သက်တာမျိုးသုံးချင်တာပါသူမှာဆွဲချက်အနေနဲ့ရေး radical လေးရဲ့အနောက်ကဒိုင်လေးထပ်ထည့်ပေါင်းလိုက်တယ်အဲ့တော့သူကတော့အမားပြင်တယ်sorry အမားပြင်နေတယ်နာအိုးစုဆိုလို့ရှိရင်တော့သူကဒီကုသပေးတာဖြစ်ပြီးတော့နာအိုးရုဆိုလို့ရှိရင်တော့ပျောက်ကင်းတာကိုပြောချင်တာပေါ့နော်အဲ့တော့နှစ်ခုလုံးကဘယ်လိုခေါ်မလဲအဓိပ္ပာယ်တွေကအတူတူပဲအဓိပ္ပာယ်ဆိုရယ်ဟိရကနာတူတာပေါ့နော်ဒါပေမဲ့အဓိပ္ပာယ်တုံးတဲ့နေရာချင်းကွာသွားပါတယ်ဒါကျွန်တော်ဒီဒါ level မြင့်လာတဲ့မြဒါဒီလိုမျိုးစက်ကလုံးတွေကတွေ့ရမှာပဲပေါ့နော်โอเคအဲ့တော့ဒါတခြားပြန်မှတ်ဖို့လိုတယ်ပေါ့ကိုကကိုဒါဘယ်လိုသုံးတာလဲဘယ်လိုပုံစံမျိုးလဲပေါ့နော်နှလုံးကိုโอเคအဲ့တော့နောက်ထပ်ဒီမှာဆိုရင်သူရဲ့ဝင်းရော်မီကကြည့်ရှိမယ်ဆိုတော့ဆဲကြည့်ဆိုမှအဓိပ္ပာယ်ရပါတယ်ဆဲကြည့်ဆိုတော့သူရဲ့အဓိပ္ပာယ်ကဒီအစိုးရကိုပြောချင်တာအစိုးရပေါ့နော်နိုင်ငံရေးတို့ဒီအစိုးရကိုပြောတာအဲ့တော့ဗာလေနောက်တစ်လုံးကဒီရော့ရဲ့ဒီရော့ကသူကကုတတာကိုပြောချင်တာအဲ့တော့ချီလျောဆိုမှအဓိပ္ပာယ်ရပါတယ်ချီလျောဆိုတော့ဒီကုတပေးတာကိုပြောချင်တာစေကုတမှုဆိုတဲ့အဓိပ္ပာယ်ချီလျောပေါ့နော်โอเคနောက်လုံးသွားကြည့်ပါမယ်နောက်တစ်လုံးကခိတနိုင်သူ့မှာadjective ရှိမယ်နောက်ပြီးတော့ဒီ verb လည်းရှိမယ်ပေါ့နော်ခိတနိုင်ဆိုတော့ဒီညစ်ပေတော်ဆိုတဲ့အဓိပ္ပာယ်ယောကိုတဲတို့ဆိုလို့ရှင်တော့ဒီညစ်ပေလာတာကိုပြောချင်တာညစ်ပေသွားတယ်ကွယ်ဒီအဓိပ္ပာယ်အဲ့သူ့မှာဆိုရင်ဘာလေးလာမလဲအရှိက radical လေးလာမယ်အနောက်က got ပုံစံလေးထည့်လိုက်တယ်ဒီနဲ့9ကလောက်စင်းပြီဆိုမှတော့ဒါညစ်ပေသွားပြီပေါ့နော်ဒီအဓိပ္ပာယ်အဲ့တော့ခိတနိုင်ဆိုရင်ညစ်ပေတော့ယောကိုတဲတို့ဆိုလို့ရှိရင်ညစ်ပေသွားတယ်ညစ်ပတ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ပါโอเคနောက်လုံးသွားကြည့်အောင်နောက်တစ်လုံးကနာရာဘူးနဲ့နာရာဘဲတို့ဆိုမှရှိမယ်နာရာဘဲတို့ဆိုလို့ရှိရင်တန်းစီတာကိုပြောချင်တာဖြစ်ပြီးတော့နာရာဘူးဆိုလို့ရှိရင်တော့ဒီလူတွေပါညာရဲ့အစီအတန်းကြီးပေါ့နော်ဒီစီတန်းထားတာမျိုးကိုပြောချင်တာโอเคအဲ့တော့သူ့မှာဆွဲချက်လေးအနေနဲ့ဆိုရင်ဂျိုလေးနဲ့ချောင်းလာမယ်နောက်ပြီးတော့
အောက်ကဒီအမြင့်မှတ်လေးပေါ့နော်အဲ့ဒါလေးလာမယ်အဲ့တော့ဒီက CC ဆိုတဲ့ပုံစံမျိုးကိုပြောချင်တာပါနာရဘူးအဲ့တော့တွားရဲ့ဒီနာရဘူးရဲ့ပေါင်းလိုက်တော့ဟာနာရဘူးဆိုလို့ရှိရင်ဒါတွားလေးတွေက CC လေးသူကဖြစ်ချင်တာကိုပြောချင်တာတွားတွေညီတာကိုပြောချင်တာပေါ့နော်ဟာနာရဘူးဆိုတာအတိတ်ပဲရတယ်နာရာဘဲတို့ဆိုလို့ရှိရင်တော့ဒီစီထားတယ်တန်းထားတာကိုပြောချင်တာတခုခုကိုဒါအကွာနကိုအစီအတန်းလိုက်လှုပ်ထားတာမျိုးပြောချင်တာနာရဘူးဆိုတော့ဒါတူလို့တန်းစီထားတာအတိတ်ပဲပေါ့နော်โอเคနောက်လုံးသွားကြည့်နောက်လုံးကကြောတဆိုမှအတိတ်ပဲရတယ်သူ့ရဲ့အတိတ်ပဲကဘယ်လိုပြောမလဲတခြားကိုပြောချင်တာအဲ့တော့သူ့မှာဆိုရင်ဘာပါလဲဆိုတော့အရှိကလူခန်းကြီးလာမယ်အနောက်ကတော့ဒီကောင်လေးသူ့ရဲ့အတိတ်ပဲကဘယ်လိုပြောမလဲသူကလေဒီဘယ်လိုခေါ် heavy လို့ခေါ်တယ်မွေခန်းကြီးနဲ့ပေါင်းထားတာမွေခန်းကြီးဆိုတာတဲ့မွေ radical ခန်းကြီးလို့ပြောရင်ပုံမှန်ပဲပေါ့နော်အဲ့တော့အဲ့ဒီကောင်လေးနဲ့အရှိကလူလေးနဲ့ပေါင်းထားတာပါသူ့ရဲ့အတိတ်ပဲကကိုလုံးဝတခြားတစ်ဖက်ကိုပြောချင်တာထားတော့ဆိုလို့ရှိရင်တခြားဆိုနိုတာဆိုလို့ရှိရင်တခြားပဲအဲ့ဒါအောင်မှနောက်ထပ်ကျွန်တော် reading တွေဖတ်တဲ့အခါမှာတွေ့ရတဲ့အားလေးရှိတယ်ဒီဝါကားရှာလို့ဆိုလို့ရှိရင်ဒါကျွန်တော်တို့ရဲ့ company ဆိုမှပြောလိုက်လို့ရတယ်ဝါကားရှာပေါ့နော်အဲ့ဝါကားရှာ sorry ဒီမှာလာမယ်ပေါ့နော်ဝါကားရှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ company အဲ့ဒါအောင်မှတခြား company ဆိုလို့ရှိရင်တာရှာဆိုပြီးမှသုံးနေပေါ့နော်ဒီစကားလုံးလေးအဲ့တော့သူ့ရဲ့အဓိပ္ပာယ်ကကိုလုံးဝတခြားတစ်ဖက်မှာဆိုတဲ့အဓိပ္ပာယ်မျိုးတက်ရောက်တယ်ပေါ့နော်โอเคအဲ့ဆိုရင်ကျွန်တော်ဒီမှာသူက9ရက်မြောက်နေ့အထိပြီးသွားပြီဆိုတော့နောက်ထပ်6ရက်မြောက်နေ့ကိုလေ့လာကြပါမယ်6ရက်မြောက်ရောက်ပါပြီအဲ့တော့နည်းနည်းလေးစကားလုံးတွေကဘယ်လိုပြောမလဲတဖြည်းနဲ့ဘယ်လိုပြောမလဲအရန်ကြီးခက်ခဲတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့အရန်လွဲတတ်တယ်ပေါ့နော်ဒီချာလေးမှတ်ဖို့တော့လိုပါတယ်โอเคနောက်တစ်လုံးကရှင်းဆိုတဲ့အဓိပ္ပာယ်သူ့ရဲ့အဓိပ္ပာယ်ကဘယ်လိုပြောမလဲကိုတိုင်လို့လည်းမှတ်ထားလိုက်လို့ရတယ်သူ့မှာရှင်းလို့လည်းရှိတယ်နောက်တစ်မျိုးအနေနဲ့ကမိဆိုမှလည်းသုံးတယ်ပေါ့နော်ဒီအပြင်စကားပြောအနေနဲ့မှာကြော်ရီတစ်ခါတလေမှာခု 5 လောက် 4လောက်ဆိုလို့ရှိရင်ကိုတိုင်ဆိုလို့ရှိရင်ကြည်ပွင်းဆိုတဲ့သုံးလုံးနဲ့သုံးတယ်ဒါပေမဲ့ဒီ 3 လောက်ရောက်လာတဲ့အခါမှာဘယ်လိုမျိုးထပ်တုံးလို့ရလဲဆိုရင်ဒီကြည်ပွင်းကြည်ရှင်းဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့တုံးလိုက်လို့ရတယ်အဲ့ကြည်ပွင်းကြည်ရှင်းဆိုရင်အဓိပ္ပာယ်ကအတူတူပဲ mindset ပေါ့နော်အင်္ဂလိပ်လိုဆိုရင်အဲ့ဒီကိုတိုင်းဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့အတူတူပဲအဲ့တော့ဒီမှာဆိုရင်ဗာလဲဒီနေရာမှာဆိုရင်ရှင်းဆိုပြီးမှတုံးသွားတယ်အဲ့တော့ဒါစကားပြောတွေမှာအရန်တွေ့ရတဲ့ဟာလေးပေါ့နော်။ဒါပါတော့ကြည်ပွင်းလို့တုံးနေတော့ပဲနဲ့ကြည်ပွင်းကြည်ရှင်းလို့တုံးလိုက်တာနဲ့ကိုယ့်ရဲ့စကားလုံးကလုံးဝ advanced level ရောက်သွားတယ်ဆိုတာနားထောင်တဲ့သူလည်းသိတယ်ပေါ့နော်။ Okay အဲ့ဆိုရင်သူ့ရဲ့အဓိပ္ပာယ်လေးတွားကြည့်မယ်။သူ့မှာဆိုရင်ရှင်းကြော့ဆိုမှအဓိပ္ပာယ်ရတယ်။ရှင်းချောကဘယ်လိုပြောမလဲ။ဒီနောက်ကနာဂါကြီးနဲ့ပေါင်းထားလိုက်တော့အရက်ကိုပြောချင်တာ။အဲ့တော့နောက်တစ်လုံးကဒီခွဲခြားတယ်နဲ့ထပ်ပေါင်းလိုက်ပါမယ်။ဝါခါဒူပြောလိုက်လို့ရတယ်။အဲ့တော့ကိုတိုင်ခွဲလိုက်တယ်ဆိုတော့မိပွန်းဆိုမှအဓိပ္ပာယ်ရတယ်။မိပွန်းကတော့သူ့ရဲ့အဓိပ္ပာယ်ကဒီအဆင့်အတန်းကိုပြောချင်တာတိမှာ။ကျွန်တော်ဒီဘယ်လိုခေါ်မလဲယာဒူးတွေပါညာလူမှုရေးတွေပါညာအဆင့်အတန်းပဲဒီမှာအဆင့်အတန်းဆိုတာရှိရင်တနေရာပေါ့နော်အဲ့တော့လူမှုရေးအဆင့်အတန်းယာဒူးအဆင့်အတန်းကိုပြောချင်တာပါโอเคအဲ့ဒါကနောက်ထပ်ပါလဲဒိုကူရှင်5လောက်မှာတင်ခဲ့ရပါတယ်လူပြိုလူတွေဆိုတဲ့အတိတ်ပဲအဲ့ဒီကောင်ရဲ့နောက်ကရှင်းကဒီကရှင်းဖြစ်မယ်ပေါ့နော်ဒိုကူရှင်ဆိုရင်ဒါတယောက်တည်းကိုပြောချင်တာနောက်ထပ်ဆာရှိမီပါဆာရှိမီဆိုတော့ဒါကျွန်တော်ဆာရှိမီငါဘယ်လိုပြောမလဲအစိမ်းပဲပပလိထားတဲ့အောင်ပြောတာပေါ့နော်စားစရာတစ်မျိုးပါပဲโอเคနောက်တစ်လုံးသွားကြည့်မယ်နောက်တစ်လုံးကစာခဲပြမယ်စာခဲကအရက်သူ့မှာစကဆိုမှလည်းအတိပ္ပယ်ရတယ်ဘယ်ကစကလဲဆိုရင်သူ့မှာစကရလို့ခေါ်တယ်အရက်ဆိုင်ဆိုတဲ့ကောင်ဆိုရင်စကနဲ့တုံးမှာနောက်ပြီးတော့သူ့ရဲ့ဝေးရော်မီကရှူးဆိုတဲ့အတိပ္ပယ်အရက်လို့ပြောလိုက်တာနဲ့အရက်ကအည်တစ်မျိုးပဲလीနော်အဲ့တော့သူ့မှာအရှိကရေ radical လေးပါတယ်အနောက်ကဒီစကလုံးလေးထပ်ထည့်လိုက်မယ်โอเคအဲ့တော့သူ့မှာဘာနဲ့လွဲတတ်သေးလဲဆိုတော့လွဲတတ်တယ်ဆိုတာလည်းနည်းနည်းတူတာပေါ့နော်စူးဆိုမှအတိပ္ပယ်ရတယ်စုကရှလက်ကရေကိုပြောချင်တာဒီကောင်လေးရှလက်ကရေနဲ့တူနေကဘာကွာသွားလဲဆိုရင်သူကအနောက်ကဒီခေါ်မလဲစကလုံးလေးသူ့ရဲ့ဘယ်လိုခေါ်မလဲနောက်ထပ်အတွဲလုံးလေးတစ်လုံးပါပို့သွားပြီးကြမှာဒီမှာကျတော့သူကရေ radical ပုံစံလေးပါသွားတယ်ပေါ့နော်အဲ့တော့ဗာလဲနီဝင်းရှူးဆိုလို့ရှင်တော့ဂျပန်အရက်ကိုပြောတာပါအိုဆာခေကတော့အရက်အဲ့ဒါမလုံးကပါလဲ Yori shoe ဆိုမှအတိတ်ပဲရတယ် Yori shoe ကကြတော့ကျွန်တော်သိမလားဒီစက်သားတွေပါညာကြီးကြော်ရေးဆိုရင်လေအဲ့တော့အရတာပူရှိသွားအောင်ဘယ်လိုခေါ်မလဲအရတာရှိရဆိုတော့အယောင်လောက်အောင်ကွာကိုလာထည့်တယ်လို့မျိုးပဲအဲ့လိုစက်သားထည့်တဲ့ကောင်ကျွန်တော်သိမလားအရတာဘယ်လိုပြောမလဲအယောင်လောက်အောင်လို့ဆိုလို့ရှိရင်အဲ့ဘယ်လိုခေါ်မလဲဒီအရက်ထည့်တာမျိုးရှိရယ်ကိုယ်ရဲ့တချို့ဟင်းတွေဆိုလို့ရှိရင်အရန်အနက်ပြင်းတဲ့ဟင်းတွေရှိတယ်အသားတွေပါညာဆိုကွယ်အဲ့လိုမျိုးဆိုလို့ရှိရင်အဲ့လိုအရက်ပေါ့နော်
အရက်ဆိုမဟုတ်လို့တောက်တဲ့အရက်မို့ကိုရောအရက်မို့ပဲအဲ့လိုမျိုးဘယ်လိုကောင်းမလဲဟင်းချက်တဲ့အရက်ကိုခေါ်တယ်အဲ့လိုရက်လေးထည့်နည်းနည်းလေးပို့ပြီးမှသူ့ရဲ့အနံ့ကြီးပျောက်သွားတာမျိုးရှိတယ်ပေါ့နော်အဲ့တော့သူကရီယောရီကဟင်းဆိုရီယောရီရှူးဆိုရင်ဒါဟင်းချက်တဲ့အရက်ကိုပြောချင်တာပါဟင်းချက်တဲ့နေရာမှာသုံးတဲ့အရက်โอเคခဏတုန်းကသူကစကဆိုမှတွေ့ခဲ့ရတယ်အဲ့တော့စကဒီစကားရလို့ခေါ်တဲ့ကြောအရက်ဆိုင်ကိုပြောချင်တာပါအဲ့မှာပါတဲ့စကားလုံးလေးပါโอเคနောက်တစ်လုံးသွားကြည့်မယ်နောက်တစ်လုံးကတော့စူးဆိုတဲ့အဓိပ္ပာယ်ဒီစူးရဲ့စူးကဘယ်လိုပြောမလဲရှူတွင်းတာကိုပြောချင်တာကိုကဘယ်လိုပြောမလဲလေရှူလိုက်တာကိုအဓိပ္ပာယ်သူရဲ့ဝေးရော်မိအနေနဲ့က Q ဆိုတဲ့အဓိပ္ပာယ်အဲ့သူမှာဘာတွေပါလဲဆိုရင်ခုချီလို့ခေါ်တဲ့ပါဇက်ခန်းကြီးပါမယ်နောက်တစ်လုံးကဒီဟာလေးထပ်ပေါင်းထားတယ်အဲ့မှာသူကဘယ်လိုခေါ်မလဲဒီအနောက်က Q ဆိုတဲ့ Q ကဘာနဲ့လွဲထက်သွားလဲဆိုတော့ level အဆင့်အတန်းကိုမိသားစုကြားဖို့မယ်ထင်တယ် level အဆင့်အတန်း Q ဆိုတဲ့အဓိပ္ပာယ်ဒီကောင်လေးနဲ့နည်းနည်းလေးသိမလားသူ့ကိုဘယ်လိုခေါ်မလဲတွဲလုံးနေအနေနဲ့လေ N3 မှာတွဲပြီးမှမေးလိုက်တဲ့အခါမှာသူတို့ကိုထဲတယ်အဲ့တော့ဒီ Q ရဲ့ Q ကကြတော့ level အဆင့်အတန်းကိုပြောချင်တာဖြစ်ပြီးအခု Q ရဲ့ Q ကကြတော့သူကအရှိကပါဇက်လေးနဲ့အတက်ရှူတဲ့နေရာမှာပါဇက်နဲ့ရှူလို့ရတယ်နှာခေါင်းနဲ့ရှူလို့ရတယ်အဲ့ဒါမျိုးမှတ်လို့ရတယ်ပေါ့နော်ပါဇက်နဲ့အဲ့တော့ဘာနဲ့ထပ်ပေါင်းလဲဆိုတော့ယော်ဘူးနဲ့ထပ်ပေါင်းထားပါတယ်ခေါ်တာရဲ့ရှူတွင်းတာရဲ့ပေါင်းလိုက်တော့ core Q ဆိုမှအဓိပ္ပာယ်ရတယ် core Q ဆိုလို့ရှိရင်ဒီအတက်ကိုရှူတွင်းတာကိုပြောချင်တာအဲ့တော့စူးဟုဆိုလို့ရှိရင်လည်းရှူတွင်းတာပဲပေါ့အဲ့တော့နှစ်ခုလုံးကပါကွာသွားလဲပေါ့နော်စူးဟုဆိုလို့ရှိရင်ဒီပုံမှန်အတက်ရှူတာမျိုးပြောပြတာဖြစ်ပြီးတော့ core Q ဆို core Q ပေါ့နော် core Q ဆိုလို့ရှိရင်လည်းသူက noun လို့ပြောလိုက်လို့ရတယ်အတက်ရှူခြင်းလို့ဖြစ်သွားမယ်အဓိပ္ပာယ်အနေနဲ့ကတူတော့တူတယ်ဒါပေမဲ့ verb နဲ့ noun နဲ့ပဲကွာသွားပါတယ်โอเคနောက်လုံးသွားကြည့်မယ်နောက်တစ်လုံးကဟိုရှိသူရဲ့အဓိပ္ပာယ်ကလိုချင်တာတတ်မှတ်တာကိုပြောချင်တာအဲသူမှာဒါမျိုးလေးဆွဲချက်လာမယ်ပါဇက်လေးနဲ့နောက်ခန်းကြီးပုံစံလေးနဲ့တွေ့ရမယ်ဟိုရှိလိုချင်တာသူရဲ့ဝင်းရော်မီက short ခုဆိုတဲ့အဓိပ္ပာယ်အဲ့လိုချင်တယ်လို့ပြောလိုက်တာနဲ့စားစရာလေးနဲ့ထပ်ပေါင်းထားတယ်စားတာကိုလိုချင်တာလို့ခေါ်တော့ short ခုရောက်ခုဆိုမှအဓိပ္ပာယ်ရတယ်အစာစားခြင်းစိတ်ကိုပြောချင်တာကျွန်တော်ဒီမှာတခါတလေနေမကောင်းတဲ့ကောင်မှရှော့ခုရောက်ခုမရှိဘူးလေနော်အစာစားခြင်းစိတ်မရှိဘူးအဲ့လိုမျိုးဆိုရင်ရှော့ခုရောက်ခုကနိုင်အစာစားခြင်းစိတ်မရှိပါဘူးဆိုတဲ့အဓိပ္ပာယ်ပါခေနောက်တစ်လုံးကဒီကောင်ကပါလဲဆိုတော့သူ့ရဲ့အဓိပ္ပာယ်က email လို့ခေါ်တဲ့အကြောင်းရင်အဓိပ္ပာယ်ဆိုတဲ့နေရာမှာတွေ့ရတဲ့ကောင်လေးသူကအဓိပ္ပာယ်ပြောချင်တာပေါ့နော် e ရောက်ခုဆိုမှအဓိပ္ပာယ်ရတယ် e ရောက်ခုဆိုလို့ရှင်တော့ဒီစိတ်အားထက်သန်မှုကိုပြောချင်တာလှုပ်ဆောင်လို့စိတ်ပြင်းပြတယ်ပေါ့နော်လူတစ်ယောက်မှာထားပါတော့ဒီအရန်ကြီးကိုကဘာသာရဲ့တခုမှာအရန်ထူးချွန်နေဖို့မလို့ကို့မှာဘယ်လိုပြောမလဲအရန်ညံကောင်းနေဖို့မလို့အဓိကကိုယ့်ရဲ့လုတ်ကချင်စိတ်ကိုင်ချင်စိတ်ရှိဖို့လိုတယ်ဒါမျိုးပြောချင်တဲ့အခါမှာ e ရောက်ခုလို့တော့တနည်းအားဖြင့်သူကဘာနဲ့တူတူပဲလဲဆိုတော့အဲ့ motivation ဆိုတဲ့စကားလုံးနဲ့တူသွားတယ်ဒီရောက်ခုอ่ะပေါ့နော်အဲ့တော့သူကတော့ဒါလှုပ်ချင်ကိုင်ရင်စိတ်တနည်းအားဖြင့်စိတ်အားထက်သန်မှုဆိုတဲ့အဓိပ္ပာယ်ပါโอเคနောက်လုံးသွားကြည့်မယ်နောက်တစ်လုံးကနေမှုကြီးโอเคနေမှုကြီးနဲ့ဒါနေမှုတို့ရှိတယ်ခဏတုန်းကနေရုလို့ခေါ်တဲ့အိတ်တယ်ဆိုတဲ့စကားလုံးလေးနဲ့တွေ့ခဲ့ရတယ်အဲ့ဒီကောင်ကလုံးဝဒီတိုင်းကြောသိမလားခေါင်းကြီးကိုချပြီးအိတ်လိုက်တာမျိုးပြောတာဖြစ်ပြီးတော့အခုနေမှုကြီးနေမှုတဲ့အဲ့လိုမျိုးအခြေအနေမဖြစ်သေးပဲနဲ့ဗာလဲအရန်ငိုက်ညီးနေတာအိတ်ချင်စိတ်တွေဖြစ်နေတာမျိုးပြောတာပေါ့နော်အဲ့အိတ်ချင်စိတ်ဖြစ်တယ်ဆိုဘယ်ကနေဖြစ်မှာလဲမျက်လုံးကဖြစ်မှာဆိုတော့သူကမဲလို့ခေါ်တဲ့မျက်လုံးလေးလာမယ်အဲ့ဒါမှအနောက်ကတရားလေးသူရဲ့အဓိပ္ပာယ်ကဘာနဲ့တူထားလဲဆိုတော့ကျော်ရီနောက်က N4 ရဲ့အခန်း1မှာသင်ခဲ့ရပါတယ်မင်းဆိုတဲ့အဓိပ္ပာယ်မင်းဆိုခုလိုပါလို့ပေါ့နော်လူမျိုးစုလိုပါလို့ပြောချင်တာအဲ့ဒီဟာလေးနဲ့ပေါင်းထားတာအဲ့တော့လူတွေကပါလဲမျက်လုံးနဲ့အိတ်ချင်တယ်လို့မှတ်လိုက်မယ်အဲ့တော့နေမှုကြီးဆိုရင်တော့အိတ်ချင်တာနေမှုရုဆိုလို့ရှင်တော့သူကဒီအရန်ဘယ်လိုကောမလဲအိတ်လာတာကိုပြောချင်တာအိတ်ပျော်သွားတာကိုပြောချင်တာနေမှုရုဆိုရင်ခဏတော့ကနေမှုကြီးကအိတ်ချင်စိတ်တွေဖြစ်နေတယ်ဒါပေမဲ့နေမှုရုဆိုတော့မရတော့ဘူးဒါအိတ်ပျော်သွားတယ်ပေါ့နော်အဲ့တော့ဗာနဲ့ထပ်ပေါင်းပါလဲဆိုတော့ဆွီမင်းသူရဲ့အဓိပ္ပာယ်ကမင်းနဲ့ဆိုတော့ဆွီမင်းလို့ခေါ်တယ်သူကအိတ်ဆက်ချင်းဆိုတဲ့အဓိပ္ပာယ်ခဏတရေတမောအိတ်တာလို့ပဲနဲ့ဒီတိုင်းပဲအိတ်ဆက်တာကိုအိတ်ဆက်တယ်ဆိုတဲ့ဘယ်လိုပြောမလဲအိတ်ချင်းဟိုမှာအိတ်ဆက်ချင်းဆိုတဲ့အဓိပ္ပာယ်တစ်မျိုးနဲ့ပြောလို့ရတာပေါ့နော်ဆွီမင်းဆိုမှအဓိပ္ပာယ်ရပါတယ်โอเคနောက်တစ်လုံးသွားကြည့်အောင်နောက်တစ်လုံးကစခါတဲ့သူစခါတဲ့သူကပြင်ပန်းပါတယ်အဲ့တော့သူ့ကိုဘာနဲ့မှတ်လိုက်မလဲကျွန်တော်ရေခတယ်ဆိုတဲ့စကားလုံးလေးခဏခဏတွေ့ရပါတယ်သူဆိုတဲ့အဓိပ္ပာယ်အဲ့တော့သူနဲ့ဘာနဲ့ကွာသွားလဲဒီမှာဆိုရင်သူကဘာကောမလဲနည်းနည်းလေးခက်စင်စင်လေးနော်အဲ့ဒါကဘာဖြစ်လို့ရေးပြရလဲဆိုတော့ကျွန်တော်ရေခန်းကြီးရွေးတဲ့အခါမှာသူကအရန်မှားအောင်လုပ်ပေးတတ်တယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ဒီနှလုံးကပါတယ်အဲ့တော့ဒီဥစ္စာလေးကိုねသူကဘာထည့်သွားရလဲဆိုတော့အပေါ်ကအမိုးလေးနဲ့ထည့်ထည့်လိုက်တယ်အဲ့ဒါလေးအဲ့တော့သူကအရန်ပင်ပန်းနေလို့မှတ်လိုက်မယ်ပေါ့နော်စခါတဲ့သူဆိုရင်ပင်ပန်းပါတယ်โอเคနောက်လုံးသွားကြည့်အောင်နောက်တစ်လုံးက ikiba
iki ကလည်းရှူတွင်းတာကိုပြောချင်တာ okay အဲ့ဆိုရင်ခဏတုန်းကဒီစုဥဆိုတဲ့ကောင်လည်းရှူတွင်းတာပဲဒီ iki ကလည်းရှူတွင်းတာဘာကွာသွားလဲဒါပေမဲ့ရှူတွင်းနေဆိုတဲ့နေရာမှာဒီ iki ကိုပြောချင်တာက तू ကကြတော့ကျွန်တော်တို့ရဲ့ဒီခေါ်မလဲဘာညာပေါ့နော်အတက်ရှူညိုအတက်ရတယ်မလားအဲ့လိုပုံစံမျိုးကိုပြောချင်တာဝင်လေထွက်လေပေါ့နော်အဲ့လိုမျိုးဆိုရင် iki ဆိုတဲ့ကောင်လည်းသုံးလို့ရတယ်တနည်းအားဖြင့် तू ကနောင်ဖြစ်သွားတာပေါ့နော်ဒီအသက်ရှူတန်းနောက်ပြီးတော့ဝင်တက်ထက်တဲ့ဝင်နေပေါ့နော်ကိုယ့်ရဲ့အသက်ကိုမှဝင်လိုက်ထွက်လိုက်တာမျိုးပြောချင်တာအဲ့သူ့မှာဆိုရင်ဗာလေးပါလဲဒီကောင်လေးကကိုတိုင်းဆိုတဲ့အတိတ်ပဲလေကြောင်ကြည်ပွန်းမှာပါတယ်အဲ့ဒါကိုလို့အဲ့တော့ကိုတိုင်းနှလုံးသားနဲ့ရှူတဲ့အတန်ပေါ့နော်ဒါမျိုးမှတ်လိုက်မယ်အဲ့တော့ iki ဆိုမှအတိတ်ပဲရတယ် iki ကတော့ဒီကိုရမဒီအသက်ရှူတာကိုပြောတာအဲ့တော့တနည်းအားဖြင့်သူ့မှာဘာလေးနဲ့ပေါင်ထားရလဲဆိုတော့အသက်ရှူတဲ့ကလေးလေးကဘာလဲမူစုကိုလို့ခေါ်တဲ့သားဖြစ်ပြီးရကြမှာနောက်ထပ်ဘာလဲမူစုမဲဆိုမှလည်းကြောရှိပါသေးတယ်မူစုမဲဆိုရင်တော့သူကတမီးကိုပြောချင်တာအဲ့တော့တခုရှိတာကမူစုမဲမှာအတိတ်ပဲကခန်းကြီးပြောင်းသွားတာမျိုးကျွန်တော်သိရတယ်ပေါ့နော်အဲ့တော့မူစုမဲမှာတော့ဒီကောင်းနာနဲ့ဝန်းနာနဲ့ပေါင်ထားပြီးဒီမှာကျတော့အတက်ရှူတာနဲ့ကလေးနဲ့ပေါင်ထားပါတယ်မတူတော့ဘူးပေါ့โอเคနောက်လုံးသွားကြည့်ရမလုံးက iki ကီတဲ့ဆိုမှအတိတ်ပဲရကီတဲ့ရဲ့ကီတဲ့ကပါလဲကျွန်တော်ခီတဲ့ကနေလာမယ်ဖြတ်တယ်ဆိုတဲ့အတိတ်ပဲအဲ့တော့ဘယ်လိုပြောမလဲ iki ကီတဲ့ဆိုလို့ရှိရင်ကိုကဒီအတက်ရှူမဝတာကိုပြောချင်တာအတက်ရှူမဝတာဒီနေ့အပြင်မောဟိုက်တာမျိုးဆိုရင် iki ကီတဲ့ဆိုမှသုံးလိုက်လို့ရတယ်ပေါ့နော်โอเคနောက်လုံးသွားကြည့်ရအောင်နောက်တစ်လုံးကယောဘူးလို့ခေါ်တယ်ခေါ်တာသူရဲ့ဝေးရော်မိအနေနဲ့ကကြောရင်ခိုဆိုမှအတိတ်ပဲရတယ်ခေါ်လိုက်တယ်ဘာနဲ့ခေါ်မှလဲပါစက်နဲ့ခေါ်မယ်အဲ့ဒါကနောက်ထပ်တရားလေးပေါ့နော်သူကပေါင်းထားတယ်အဲ့တော့ယောဘူးကခေါ်တယ်ခေါ်တာမှဘာနဲ့ထပ်ပေါင်းထားလဲခဏတုန်းကစုစုနဲ့ထပ်ပေါင်းလိုက်တော့ခိုး Q လို့ခေါ်တယ်ကိုယ့်ရဲ့အသက်ရှူခြင်းကိုအတိတ်ပဲရတယ်ပါပြီးသားပဲပေါ့နော်အဲ့တော့အဓိကကတော့ယောဘူးကိုမှတ်လိုက်ရပါတယ်ယောဘူးဆိုရင်တော့ခေါ်ပါတယ်ဖိတ်ခေါ်တယ်လို့လည်းတုံးတာမျိုးရှိတယ်ပေါ့နော်โอเคဟုတ်ပါပြီအဲဆိုတော့ဒီမှာဒါသူရဲ့ဒီ6ရက်မြောက်နေ့ထိပြီးသွားပြီပေါ့နော်ဒါပေမဲ့ကျွန်တော်ကဗာလေလေသူ့မှာ9ရက်မြောက်နေ့ပုံစံမျိုးခန်းကြီးထပ်ပြီးရကြမှာပါတာမျိုးရှိရတဲ့ကြောင့်ထပ်ပြီးတော့လေ့လာကြပါမယ်โอเคအဲ့တော့တလုံးဒီမှာပါရှိလဲအဆွိကကြတော့သူကထူတာကိုပြောချင်တာတနည်းအားဖြင့်ကျွန်တော်ကြားဥပါတယ် online မှာကစားတယ်လीနော်ဗာလဲကိုသားကြီးလွတ်လို့ပါတော့ကြားဦးမယ်ထင်တယ်အဲ့လိုမျိုးဆိုလို့ရှိရင် make up တွေပါညာရုံလဲအဲ့လိုမျိုးထူတယ်ဆိုတဲ့ပုံစံမျိုးနဲ့သုံးလိုက်လို့ရတယ် make up ထူတာတို့ပါတို့ပေါ့နော်မျိုးအနေနဲ့ကဒီကိုရဲ့မဘယ်လိုခေါ်တခုခုရဲ့ဘယ်လိုပြောမလဲထူနေတာမျိုးပါမျိုးဒါမှတော့စာအုပ်ရဲ့အထူတို့ပါတို့လည်းတုံးလို့ရပါတယ်နောက်တစ်မျိုးအနေနဲ့ခဏပြောလိုက်တဲ့ဒီ make up တွေပါညာတို့ဆိုရင် make up ကြတော့ထူတာပေါ့နော် make up တွေများတာကိုပြောချင်တာပါဒီနောက်လုံးသွားကြည့်အောင်ရမ်းလွယ်ပါတယ်နာခုလို့ခေါ်တယ်သူကငိုတယ်ဘယ်ကနေလာမှလဲသူကတဆွလို့ခေါ်တယ်ကြော်ရင်မတက်ရက်တယ်ဆိုတဲ့အဓိပ္ပာယ်မတက်ရက်တယ်ငိုတယ်ဘလို့ငိုမှလဲမတက်ရက်ပြီးတော့ငိုတယ်လို့မှတ်လိုက်မယ်မတက်ရက်ပြီးတော့ငိုတယ်ပေါ့နော်မတက်ရက်ပြီးတော့ဗာလဲမျက်ရည်တွေနဲ့ငိုနေတယ်အဲ့လိုမှတ်လိုက်မယ်နောက်ခုပါโอเคနောက်လုံးသွားကြည့်အောင်နောက်တစ်လုံးကတော့နာခုနဲ့နာတို့ရှိမယ်โอเคသူ့မှာဆိုတော့ကြည့်လိုက်ရင်တော့ဘာမှမချဘူးဒါပေမဲ့အတိတ်ပဲပြောင်းသွားတာမျိုးရှိတယ်ပေါ့နော်ကျွန်တော်နောက်ခုကတော့ဘယ်လိုခေါ်မလဲသူရဲ့အတိတ်ပဲကဒီတလိษံတို့ဘာတို့ဆိုလို့ရှိရင်အော်ရာတို့တက်ဒီပါညာဆိုတွင်တယ်လို့တုံးလို့ရတယ်လေနော်အဲ့တော့နာခုဆိုရင်တလိษံကိုသုံးပြရကြမှာအောက်ကနာရုဆိုရင်ခေါင်းလောင်းနေပါညာမြည်တာကိုပြောချင်တာကျောင်းရဲ့ဘဲဒုတို့ပါတော့ဘဲတွေပါညာမြည်လာတယ်ဆိုရင်နာရုနဲ့တုံးတယ်တလိษံရဲ့အတန်လေးတွေပါညာဆိုရင်နာခုနဲ့တုံးမယ်ဒါပေမဲ့ခန်းကြီးအနေနဲ့ကြတော့ကျွန်တော်ဘာနဲ့အတူတူပဲလဲအတိတ်ပဲကsorry ခန်းကြီးအနေနဲ့ကြပြောင်းသွားတာမျိုးမရှိဘူးပေါ့နော်အတိတ်ပဲကအတူတူပဲလာတယ်ဗဇက်လေးလာမယ်နောက်ကဒီနေခန်းကြီးလေးထပ်ထည့်ပြီးရကြမှာပုံစံလေးလာတယ်အဲ့တော့သူ့ကိုဘယ်ဟာနဲ့လွဲတတ်တယ်လဲဆိုတော့လားအလွဲတတ်တာလေ sorry ဘယ်ဟာနဲ့တူတယ်လဲဆိုတော့ကျွန်တော်ရေနောက်ကဒီတိုရီလို့ခေါ်တဲ့စကားလုံးလေးမြတ်ဆန်ကြားဦးမယ်ထင်တယ်တိုရီညက်ဆိုတဲ့အတိတ်ပဲအဲ့တော့အဲ့ငှက်လေးကိုမှဘာနဲ့ထပ်ပေါင်းထားလဲဆိုပါဇက်လေးနဲ့ပေါင်းထားတယ်အဲ့တော့ငှက်ဆိုတဲ့ကောင်လေးတွေကဘာနဲ့မြည်มาလဲပါဇက်ကနေမြည်มาလीเนาะအဲ့တော့အဲ့လိုလေးမှတ်လိုက်မယ်ငှက်ကပါဇက်ကနေမြည်ပါတယ်နောက်တစ်မျိုးအနေနဲ့ကဘာနဲ့နည်းနည်းလေးလွဲတဲ့တလဲဆိုတော့နည်းနည်းလေးတူတာလေးပါရှင်းမလို့ခေါ်တဲ့ကျွန်းဆိုတဲ့အတိတ်ပဲကျွန်းဆိုတဲ့စကားလုံးလေးနဲ့လေသူ့ကိုခန်းကြီးရွေးချယ်တဲ့အခါမှာရောပြီးမှပေးရတာမျိုးရှိတယ်ပေါ့နော်အဲ့တော့မှတ်ထားလို့ရပါတယ်နာကုဆိုရင်တော့ပါဇက်လေးနဲ့အကောင်တလိษံနေမိတာပြောတာဖြစ်ပြီးတော့နာရုဆိုရင်တော့ဘဲတွေမိတာကိုပြောတာပါโอเคနောက်လုံးသွားကြည့်မယ်နောက်တစ်လုံးကဟာကြည့်မယ်တဲ့ဆိုတဲ့အဓိပ္ပာယ်သူကအစကိုပြောချင်တာပါသူရဲ့အဓိပ္ပာယ်ကဒီကောင်လေးကတော့ဒါလက်ရေဒီကယ်လေးနဲ့ဓာရွာခန်းကြီးလေးနဲ့ပေါင်းထားပါတယ်သူက short ဆိုတဲ့အဓိပ္ပာယ်ခဏဒီအရင်
2 ရက်မြောက်နေမှာထင်တယ်နော်ပါခဲ့တဲ့ကောင်နဲ့ပေါင်းလိုက်တော့ဗာလဲ side shot ဆိုမှအတိတ်ပဲရတယ် side shot ဆိုတော့ဒါပထမဦးဆုံးဆိုတဲ့အတိတ်ပဲဟာကြည့်မေကတော့အစပါပထမရဲ့ဒီကောင်လေးက Q လို့ခေါ်တယ်သူက level ကိုပြောချင်တာအဲ့တော့ပထမအဆင့်ဆိုလို့ရှိရင်ဒါ short Q ဆိုမှအတိတ်ပဲရတယ် short Q ဆိုတော့သူကဒီ beginner level ဆိုတဲ့အတိတ်ပဲဟာကြည့်မေတဲ့ကဆိုဒီပထမဦးဆုံးအဲ့တော့ short Q ကိုတည်သွားပြီဆိုတော့ကျွန်တော် advanced level ဆိုရင်ဘယ်လိုမျိုးပြောလို့ရလဲပေါ့နော်သူ့ကိုကြော် Q လို့သုံးလို့ရတယ်အပေါ်ခန်းကြီးနဲ့တွေ့တရပါမယ်ကြော် Q ဆိုတော့သူကသူ့ရဲ့ advanced level ကိုပြောတာပါโอเคနောက်ဆုံးသွားကြည့်မယ်နောက်ဆုံးကတိုမာတူလို့ခေါ်တယ်သူကတဲခိုတယ်နောက်ပြီးတော့ဗာလဲထိုမဲတူဆိုမှလည်းရှိတယ်တိုမဲတူဆိုလို့ရှင်တော့နေရာပေးတယ်တဲခိုဖွင့်ပေးပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါသူရဲ့ဝေးရော်မီကတော့ဟာကုဆိုတဲ့အဓိပ္ပာယ်ဘာနဲ့ထပ်ပေါင်းပါလဲကျော်သူကရှုခုတိုင်းလို့ခေါ်တဲ့အိမ်စာခန်းကြီးဖြစ်မှာပေါ့နော်ဒါမဲ့သူ့မှာသူ့ရဲ့မှစကလုံးတစ်လုံးနဲ့ဆိုလို့ရှင်တော့ဒီဟာခုလို့ sorry တိုမာတူလို့ခေါ်တဲ့တဲခိုတယ်ဆိုတဲ့အဓိပ္ပာယ်ရှုခုတိုင်းကတော့အိမ်စာပေါ့နော်โอเคနောက်လုံးသွားကြည့်မယ်နောက်တစ်လုံးကတော့ဟာကကြတော့သူကတိရွက်ကိုပြောချင်တာသူရဲ့ဝင်းရော်မီအနေနဲ့ကရောဆိုတဲ့အဓိပ္ပာယ်ပါတိရွက်โอเคတိရွက်မှာဆိုရင်ဗာလေးလာမလဲဆိုတော့ဒီမှာသူကဒီညက်ပင် ready ကလေးလာမယ်နောက်ပြီးတော့ဒီဆယ်ကိုင်းရဲ့ကိုင်းလေးနဲ့အောက်ကတစ်ပင်လေးနဲ့လာမယ်ပေါ့နော်တနည်းအားဖြင့်သူ့ကိုတိရွက်လို့လည်းမှတ်လိုက်လို့ရတယ်နောက်တစ်မျိုးအနေနဲ့ကဗာလဲသူကဒီကျော်ရဲ့ခိုတိုဘာလို့ခေါ်တဲ့စကားလုံးမှာအဲ့မှာလည်းပါတဲ့ကောင်လေးပေါ့နော်အဲ့တော့ခိုးရောရှိပါမယ်သူရဲ့ဝင်းရော်မိကရောဆိုတော့ရောအဲ့တော့ကျော်ရီစောင်းဦးရောက်လာတာနဲ့မြတိရွက်လေးတွေကဂျပန်မှာပေါ့နော်မြန်မာရွက်တော့မဟုတ်ဘူးပေါ့။ဟာလေအရွက်လေးတွေကဘယ်လိုပြောမလဲအဝါရောင်လေးတွေပြောင်းသွားတယ်အဲ့လိုမျိုးဆိုရင်ဘယ်လိုခေါ်လဲခိုရောလို့ခေါ်တယ်ပေါ့နော်။အဲ့တော့ပြောတယ်ဆိုတဲ့ကောင်းနဲ့ပေါင်းလိုက်တော့သူကဒီခိုတိုဘာလို့ခေါ်တဲ့စကားလုံးခန်းကြည့်လို့ရပါတယ်။ဟေးဟုတ်ပါပြီအဲ့ဆိုတော့ဒီနေ့မှာတော့ကျော်ရီဒါဒိုင်းကိုရှူရဲ့ခန်းကြီးပေါ့နော်အခန်းလုံးကိုလေ့လာပြီးသွားပါပြီနောက်ထပ်ဒီခုနှစ်အခန်းခုလို့ပြောရမယ်ပေါ့နော်ဒီခုနှစ်ပတ်မြောက်ကိုဆက်ပြီးတော့လေ့လာကြပါမယ်အဆုံးထိလေ့လာဒီနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်